ကာလမှာကျွန်တော်အရေးပေါ်အိတ်အတွက်ဘာတွေပြင်ဆင်ထားလဲဆိုတော့ကျွန်တော်ပြောပြမယ်အားလုံးတော့မပြည့်စုံသေးဘူးအခုလောဆယ်ကျွန်တော်ပြင်ဆင်ထားသမျှကျွန်တော်ပြောပြမှာဖြစ်တယ်ပထမဆုံး emergency blanket အရေးပေါ်ဆောင်တစ်ခုပါမယ်ထမင်းချောက်အရေးပေါ်ရှေ့ခါချောက်နှစ်ထုပ်ပါမယ်ဒါက portable gas ဘူးနဲ့ portable မီးဖို့ဒီနဲ့တွဲသုံးရတဲ့မီးဖို့တစ်ခုပါမယ်ပြီးရင်ဓမီခြေစုပ်ကန်ဓမီလုံးပါမယ်မီးချစ်ပါမယ်အိမ်နှလုံးစိုက်တိုက်ခဲနှလုံးပါလေးလုံးပါမယ်ပြီးရင် power bank ပါမယ်ဒီ power bank ကကျွန်တော်ကိုယ်တိုင်ဒီ2000 mAh ပြည့်အောင်ဆိုတော့ကိုယ့်နဲ့ကိုစင်ထားတဲ့ဒါဖြစ်တယ်ဒီမှာ2500 mAh ပါတဲ့လီသီယမ်အိုင်ယွန်ဘက်ထရီတွေပါမယ်ဒီကောင်ပါမယ်ပြီးရင်ဒီချစ်ကြောက်ပါမယ်စံပေါ့နော်ဒါရှိလို့အောင်အလုံးပိတ်အိမ်နဲ့ထုတ်ထားတဲ့စံတစ်ထုပ်ပါမယ်ပြီးရင်ဇုံးနဲ့ခင်းဒါပေါ်တီပဲထဲထဲမှာဓာတ်လေးပါသေးတယ်ပေါ်တီပဲပေါ့နော်ဒီကောင်တစ်ခုပါမယ်ပြီးရင်မာတီ tools ပေါ့နော်ဒါဝဲဦးလေးတွေဘာညာကုကတွေအကုန်လုံးပါတဲ့ tools တစ်ခုပါမယ် gas ပြီးဖို့နဲ့ gas အိုးနဲ့တော့ gas အိုးမှုတဲ့ဒီကောင်ပေါ့နော်ဟာတစ်ခုပါမယ်ပြီးရင်သုံးလို့စစ်တူဘူးသုံးခုပါမယ်တပည့်တစ်ခုပါမယ်စီတူဘူးပါမယ်ရက်ပြန်ပါမယ်ကျွန်တော်တို့ဒီကောင်ကတိတ်တစ်ခုပါမယ်ဒါလေးကကြတော့ကျွန်တော်တို့ပေါ့နော်ဒီအသားတွေပါတွေဟွာတွေပါတွေကိုလေလုံအောင်ဒီမှာပြန်ပတ်တဲ့ဟာလေးပေါ့နော်ပလတ်စတစ်အပါပြားလေးတစ်ခုပါမယ် distro ပေါ့နော်ရှင်းတဲ့စုပ်ဆက်ပေါ့နော် portable ရှင်းတောက်ဆက်တစ်ခုပါမယ် FM radio တစ်လုံးပါမယ်သွားတိုက်စီပါမယ်ပြီးရင်ဒီကောင်ချင်းမကိုက်အောင်လိမ့်နဲ့ဆေးပါမယ်ပြီးဒီကောင်ကကြတော့လီကလိုကင်းကျဲဆိုထုံဆေးပေါ့နော်အပြင်မှာထုံဆေးတင်ရတဲ့ခြေတစ်ခုပါမယ်ပြီးရင်ဒါကကြတော့ဆေးအိတ်ပေါ့နော်ဆေးအိတ်ကျွန်တော်မစုံသေးလို့ကျွန်တော်မပိတ်သေးတာပေါ့နော်ဆေးထဲမှာကျွန်တော်လူချင်းတဲ့ဆေးလေးတွေထက်ရှိလို့ကျွန်တော်မပိတ်သေးတာတစ်ခုပါမယ်ပြီးရင်ဒါကကြတော့ပေါ့နော်စပတ်ခုပါမယ်လောဆယ်တော့ဒီအိတ်ထဲကိုထည့်မှာအကောင်လေးကိုလို့ဒီတာ30စက်နဲ့ဒီထဲဒီတာ30စက်နဲ့ဒီထဲကိုထည့်မှာပေါ့နော်ဒါကျွန်တော်လောဆယ်ပြင်ဆင်ထားတာပြည့်သေးဘူးပေါ့နော်ပြည့်ကျွန်တော်ပြန်ပြီးတော့ထပ်ပြောပြမယ်